အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ caster စီပဲဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်တို့ mobile legend မြန်မာ region မှာတော့သတင်းကြီးတစ်ခုလောက်ခတ်သွားတယ်ပေါ့ဗျာသတင်းကောင်းပါကျွန်တော်တို့အရင်ကလေးကမြန်မာ mobile legend ပြည်သက်တွေလိုချင်နေတဲ့အရာတစ်ခုဆိုရင်လည်းမမားဘူးကျွန်တော်တို့ကကောင်းမွန်တဲ့အရွေးတစ်ခုလို့ပြောရင်လည်းမမားပါဘူးဆိုတော့အဲ့ဒီသတင်းကတော့အားလုံးလည်းသိပြီးသားကျွန်တော်လာမယ့်နောက်နှစ်ပေါ့နော်ကျွန်တော်တို့ EWC MSC 2029မှာကျွန်တော်တို့မြန်မာနိုင်ငံကိုစားပြုအနေနဲ့ကျွန်တော်မြန်မာ region ကနေပြီးတော့အသင်း2သင်းပါဝင်ရှင်ပြိုင်ခွင့်ရရှိခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာတော့ဘယ်လိုမျိုးပါဝင်ခွင့်ရလဲဘယ်လိုမျိုးကျွန်တော်တို့တွားရောက်ပြီးတော့ရှင်ပြိုင်ခွင့်ရလဲဆိုတော့အရာတွေကိုအသေးစိတ် detail ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့တချို့ကြလည်းနားမလည်လူတွေရှိတယ်ဒီနှစ်သင်းသွားပြန်နေတဲ့အနေထားတခုမှာဘယ်လိုမျိုးသွားပြန်ရလဲဆိုပြီးတော့သေးသေးမသိတဲ့ညီကိုတွေအတွက်ဒီဗီဒီယိုကယူရပါတယ်โอเคအဲ့တော့နှစ်သင်းကျွန်တော်မြန်မာနှစ်သင်းအရင်တော့ဆိုကျွန်တော်တို့ဒီအခုလက်ရှိ EWC 2026နဲ့ပဲကျွန်တော်တို့နိုင်ရှင်ကြီးအောင်အခုကျွန်တော်တို့တွေ EWC MSC 2026မှာကျွန်တော်မြန်မာ region ကနေပြီးတော့ Mobile Legend ယောက်ျားလေးတင်သင်းပဲတိုက်ရိုက်တွားရောက်ပြီးရှင်ပြိုင်ခွင့်ရတယ်အဲ့ဒါဒီ MSN Season 3မှာ Champion ဖြစ်ခဲ့တဲ့ရန်ကုန် Galacticos ပေါ့ဗျာ YG ကတွားရောက်ပြီးရှင်ပြိုင်ခွင့်ရတယ်ရှင်ပြိုင်ခွင့်ရပြီးတဲ့နောက်မှာကျွန်တော်တို့အဲ့ဒီ MSC 2026မှာကျွန်တော် YG က First Runner Up Champion တော့မဖြစ်ခဲ့ဘူးဆိုပေမဲ့တော်တော်လေးကိုနီးစပ်ခဲ့တယ်လို့ပြောလို့ရတယ်ဒုတိယနေရာရခဲ့တယ်ပေါ့ဗျာဒုတိယနေရာရခဲ့တယ်ဆိုတော့အားလေးကိုမှတ်ထားပြီဒါအားလုံးလည်းသိကြမှာပါနော်မှတ်ထားကြရလို့မထင်ပါဘူးဆိုတော့အဲ့ဒီမှာကျွန်တော်ဒုတိယရသွားတဲ့ဟာပုံမှန်ဆိုတော့မကောင်းဘူးပေါ့ဗျာချန်ပီယံပဲလိုချင်တာတော့ပါတော့ပေါ့ဆိုတော့အဲ့နဲ့မနေ့ကတော့ကျွန်တော်တို့သူတို့ရဲ့ဒီ official မွန်းတော် mobile legend မွန်းတော်နဲ့ပေါ့နော်ဒီ EWC ပေါ့သူတို့ပူးပေါင်းပြီးတော့ကြေညာချက်တစ်ခုထုတ်တယ်ပေါ့ဗျာ system တစ်ခုပေါ့system ကလည်းကျွန်တော်တို့တွေတော်တော်လေးတော့မိုက်တဲ့ system တခုလို့ပဲပြောရမှာပေါ့နော်နောက်နှစ်တည်းထိလည်းအကျုံးဝင်မဲ့ system တခုလို့မြင်ပါတယ်အဲ့ system တခုကလည်းအရင်ကတည်းကလည်းသူတို့ plan ထားတယ်လို့ပြောတယ်ဒီခုမနေ့ပြန်အကြီးညာတာတော့ announce လုပ်တာတော့မနေ့ကမှကြီးညာလိုက်တာပေါ့ဗျာနော် Title Defender ဆိုရဲ system တခုပေါ့အဲ့ Title Defender ဆိုတဲ့ system တခုကအရင်တော့ဆိုရင်တို့ EWC မှာ Champion ဖြစ်သွားတဲ့နေရာနောက်နှစ်မှာဒါတိုင်းအမိုင်းမရအောင်ဆိုဒီနှစ်မှာတော့အဲ့ system တခုဝင်လာတယ်ဝန်းတော်နဲ့ EWC နဲ့ပူးပေါင်းပြီးတော့ကြီးညာချက်ထုတ်လိုက်တဲ့သဘောဆိုတော့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ရဲ့မြန်မာအသင်းတွေကဘာတွေဂျိုးမြတ်တွေရခဲ့လဲဆိုတော့ဒုတိယရသွားတဲ့အတွက် first runner ရသွားတဲ့အတွက်အဲ့ first runner ကနောက်နှစ် EWC MSC 2029ပြိုင်ပွဲမှာတို့တနေရာကရတယ်ဝိုင်းကပ်ပေါ့ဗျာဝိုင်းကပ်နေရာတနေရာတော့ရတယ်ဝိုင်းကပ်တော့ MSC လို့ပြောလိုက်တာ ਨੇ အဲ့ဒီမှာကျွန်တော်အပိုင်း3ပိုင်းဘယ်လိုခွဲပြခြင်းလဲ MSC ပြိုင်ပွဲလို့ပြောလိုက်တာ ਨੇ ဝိုင်းကပ် root state main state play off နော် main state play off တော့အဲ့အပိုင်း3ပိုင်းရှိတယ်တော့အပိုင်း3ပိုင်းမှာ YG ဒီဘလိုပဲနေဝိုင်းကပ်တနေရာစာရသွားပြီအဲ့ဒီတော့နားလည်မထင်ပါတယ်ဆိုတော့တကယ်လို့လာမယ့် qualifier ပွဲစဉ်လို့ပြော MSN မြန်မာ season 5လို့ပဲပြောနောက်နေ့ဆိုတော့ MSN season မြန်မာ MSN မြန်မာ season 5ဖြစ်သွားပြီအဲ့တော့ MSN မြန်မာ season 5မှာ champion ဖြစ်တဲ့အသင်းက direct တက်စလောရမယ်နော်တို့အဲ့ direct တက်စလောရမယ်ဒါအရင်တိုင်းပဲကျွန်တော်ဘာမှပြောင်းလဲသွားရဘူးမဟုတ်ဒါအရင်တိုင်းပဲဘာနောက်ထပ်တိုးလာတာလဲဘာအခွင့်နောက်ထပ်တစ်ခုတိုးလာတာလဲဆိုတော့ first runner ကဝိုင်းကတ်တနေရာသာရလာတယ်ဆိုတော့အခွင့်အရေးတစ်ခုတိုးလာတယ်ဆိုတော့ YG ဒီ MSN မြန်မာ season 5မှာခြေကျော်လက်ကျော်ဖြစ်သွားလို့ကျုံးသွားခဲ့ရင်တော့သူတို့ဒီဝိုင်းကတ်မှာပါမယ်နောက်နှစ် EWC MSC 2029မှာ okay ဆိုတော့တကယ်လို့ YG က champion ထပ်ဖြစ်သွားရင်ရောအဲ့ဒီနှစ်မှာပေါ့နော် MSN မြန်မာ season 5မှာ YG က champion ထပ်ဖြစ်သွားလို့ရှိရင်
YG ကိုရှုံးပြီးတော့ဒုတိယရခဲ့တဲ့ဥပမာအနေနဲ့တင်း7ဆိုတော့တင်း7ကဒုတိယရရင်အဲ့ကျွန်တော်ပထမအခွင့်အရေးရထားတဲ့ wine gas ဆိုတဲ့တနေရာကိုကျွန်တော်တင်း7ကိုပေးလိုက်မှာအရန်ကောင်းတယ်ဒါတွေဒီ system တခုကိုကျွန်တော်တို့ကဒါအောင်းမွန်တဲ့အရွေးတစ်ခုလို့ကျွန်တော်တို့သတ်မှတ်မှာဖြစ်တယ်ဒါပေမဲ့အဲ့နေရာမှာအရေးပါတဲ့ຢာလေးတခုကကျွန်တော် wine ကြီးသားဒုတိယမရရင်အဲ့လိုအခွင့်အရေးကမရအောင်ဒါလေးကိုသိစေချင်တာအဲ့တော့ဒီ system ကြီးကအရင်ကတည်းက plan ထားတယ်ပဲပြောအခုမှပဲ announce ထလုပ်တယ်ပဲပြော wine ကြီးသားကျွန်တော်တို့ဒီနှစ် MSC 2026မှာအောင်းမွန်နဲ့ရလက် first runner မရခဲ့ဘူးတောအိတ်လောက်နဲ့ပဲအရင်လိုမျိုးကျွန်တော်တို့ပြုတ်သွားမယ်ဘာညာဆိုရင်ကျွန်တော်တို့နောက်နှစ်မှာအခုလိုမျိုးမြန်မာအသင်းဒီ wine cat တနေရာစာရရှိမှာမဟုတ်ဘူးဒါသည်ရှင်းလင်းတဲ့အချက်တစ်ခုပါပဲဆိုတော့ YG ကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ် YG အသင်းသာကျွန်တော် first runner မရခဲ့ဘူးဆိုရင်တော့အရင်လိုဒုံရင်ပဲကျွန်တော် director စလုံးနဲ့ပဲကျွန်တော်ကျင်းနေရမှာပေါ့နော်ဆိုတော့YG ကိုအားပေးတဲ့เนาะကျွန်တော်မြန်မာနိုင်ငံလုံးကပရိသတ်တွေပေါ့ဗျာအဓိကတော့ပရိသတ်တွေအကြောင်းပဲအသင်းတွေကရက်တီလို့ရတာဆိုတော့အသင်းရဲ့ကြိုးစားမှုပရိသတ်တွေရဲ့အားပေးမှုနဲ့အဲကြောင့်မလို့လေကျွန်တော်မနေ့က post တင်လိုက်တာပါ YG ရဲ့ကြိုးစားမှုပရိသတ်တွေရဲ့အားပေးမှုနဲ့ကျွန်တော်တို့ရဲ့မြန်မာနှစ်သင်းဟာ MSC EWC ပေါ့နော် EWC MSC 2029နောက်နှစ်မှာမြန်မာအသင်းနှစ်သင်းပေါင်ဝင်ရှင်ပြိုင်ခွင့်ရပြီဆိုတော့ post လေးကိုကျွန်တော်တင်ခဲ့ရခြင်းဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကတော့ဘယ်လိုပေါင်ဝင်ခွင့်ရလဲဘယ်လိုမျိုးကြောင့်ပေါင်ဝင်ရလဲပေါင်ဝင်ဒီလိုအခွင့်အရေးရခဲ့လဲဆိုတာကိုကျွန်တော်ရှင်းပြခဲ့တာဖြစ်ပါတယ်MA လေးလည်းအဲ့လိုမျိုးလေးဖြစ်တော့ပိုကောင်းတာပေါ့ဗျာကျွန်တော်တို့ major နောက်ထပ် tournament တစ်ခုဖြစ်တဲ့ M series ပေါ့ဒါကတော့ဗီဒီယိုတင်ဖို့ထဲမှာတော့ဘာမှမပေါတိုင်းပဲပြောလိုက်ပြီတော့ဒီကြားထဲမှာလည်း bro gear ကလေးပါလေနည်းနည်းထားအောင်မြင်ပါပါ M8 တော့ကျွန်တော်တို့ရဒီထပ်အခုဒီ MCD တက်ဆလောဆိုရဲအရာတစ်ခုတော့ပို့ပြီးတော့ကောင်းတဲ့အခွင့်အရေးကျွန်တော်တို့ရဖို့လောက်ကြတယ်ပေါ့ဗျာလောက်ကြတယ်ဆိုတော့အဆင်မပြေပါဘူးအရင်လည်းနီးနေတယ်ကျွန်တော်တို့သူတို့ရဲ့ road map ကလည်းပြန်ပြင်ဆင်ဖို့ခက်တယ်ဆိုတော့ okay ဆိုတော့အဲ့လိုမျိုးတွေမရနေတဲ့အချိန်မှာအဲ့လိုမျိုးလုံးလို့မရနေတဲ့အချိန်မှာဒီဟာလေးကကျွန်တော်တို့ကကောင်းမွန်တဲ့အရွေးတစ်ခုဖြစ်လာတာလေးကတော့ဝမ်းသာစရာပါဗျအဲ့တော့ကျွန်တော်တို့ရဲ့ YG သင်းတကယ်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက်ထပ်နားလည်သွားတဲ့အရာတစ်ခုကလည်းကျွန်တော်တို့မြန်မာအသင်းတွေ international ပွဲစဉ်ကြီးတွေဖြစ်တဲ့ major tournament တွေဖြစ်တဲ့ MSC တို့ M series တို့မှာဒါရလက်ကောင်းနေရရင်ကျွန်တော်တို့အတွက်လည်းပုံမူပြီးတော့ကောင်းမွန်တဲ့အခွင့်အရေးတွေရနိုင်တယ်ဆိုတာကိုတော့ကျွန်တော်ယုံသွားတယ်ဆိုတော့ result တွေပေါ်မှာအများကြီးအခြေခံနေဗျ result တွေကအောင်းရင်ကောင်းတယ်လို့မျိုးအခုနောက်ပိုင်း system တွေကပို့ပြီးတော့အခွင့်အရေးပေးလာပြီပေါ့နော်ကျွန်တော်တို့တွေဆက်လက်ပြီးတော့ကြိုးစားကြမယ်ဗျာကျွန်တော်မြန်မာ region ဘယ်လောက်ထိ strong လဲဆိုတာ international မှာချပြခြင်းသေးတယ်ဆိုတော့ပရိသတ်တွေလည်းဆက်လက်ပြီးတော့အားပေးပေးပါအောင်ဒါလေးပဲပြောချင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်မြန်မာနှစ်သင်း MSC နောက်တစ်နှစ်2029မှာပါဝင်ခွင့်ရတယ်ဘယ်လိုမျိုးပါဝင်ရမလဲဒီ day သူ့ကြောင့်ပါဝင်ခွင့်ရလဲအဲ့လိုမျိုးခွင့်ရေးတွေဘာလို့ရခဲ့လဲဘယ်သူကြောင့်အဲ့လိုမျိုးခွင့်ရေးတွေရခဲ့လဲဆိုတော့ကျွန်တော်ရှင်းပြပေးသွားရဖြစ်ပါတယ်နားမလည်ရလေးရှင်လဲ comment မှာမှန်းခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်တတ်နိုင်တဲ့တော့ reply ပြန်ပေးမယ်ပေါ့နော်အဆုံးထိနားထောင်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ peace guys bye bye